အားလုံးပဲမင်္ဂလာပါအရှိတော်က money to one နဲ့ money to money သုံးတဲ့ပုံစံကိုပြပြီးပြီဆိုတော့ဒီနေ့ one to money သုံးတဲ့ပုံစံနဲ့ဒီ model 3ခုရဲ့အသေးစိတ်ကိုရှင်းပြပေးတော့မှာပဲပထမဆုံး money to one တော့ရှင်းပါတယ် database တစ်ခုကနေပြီးနောက်တစ် database တစ်ခုကို connection တစ်ခုပဲချိန်လို့ရတာပါပြီးရင် money to money ကကြတော့သူကဘယ်လိုမျိုးသွားလဲဆိုရင် database တစ်ခုကဒီ record ကနေပြီးတော့နောက် database B မှာရှိတဲ့ record ကိုတစ်ခုထပ်ပို့ပြီးချိန်လို့ရတယ်အဲ့လိုပဲသူချိန်ထားတဲ့ဟာတွေကိုပဲနောက်ထပ် database ရဲ့နောက်ထပ် record တစ်ခုကနေပဲသူချိန်ထားတဲ့ data တွေကိုထပ်ပြီးတော့ချိန်လို့ရတယ်သူတို့ရဲ့ရေးတဲ့ပုံစံကဘယ်လိုသွားမလဲဆိုရင်ပထမဆုံး money to money မှာဆိုရင်သူပထမဆုံးရှိရမယ့်ဟာကသူ့ရဲ့ relation သူ့ရဲ့ model ရှိရမယ်သူလှမ်းပြီးတော့ချိန်မဲ့ model ရှိရမယ် cost ဆိုတဲ့ model ထဲမှာ cost ဆိုတဲ့ field ကိုတိုးပြီးသွားပြီဆိုရင်ဒီဘက် school.cost ကိုလှမ်းပြီးတော့ခေါ်တဲ့ model တစ်ခုရှိရမယ်အဲ့ model ပြီးပြီဆိုရင်ဒီဘက်သူ field ထည့်ထားတဲ့ model နဲ့သူလှမ်းခေါ်မဲ့ school.cost ဆိုတဲ့ model သူတို့နှစ်ခုရဲ့ connection ချိန်ထားတဲ့ relation နဲ့ table ရှိရမယ်ပြောရင်တော့ money to money ကcost ဆို school cost ဆိုတဲ့ table ဒီဘက် database A နဲ့ database B နှစ်ခုကိုချိန်ပေးတယ်အလယ်မှာ database တစ်လုံးထည့်ပြီးတော့ချိန်ပေးလိုက်တဲ့သဘောမျိုးပေါ့ဒီထက်မှာဂျားထဲမှာ database C ဆိုပြီးတော့ database တစ်လုံးထည့်ပြီးတော့အဲ့ database C ထဲမှာ database A ရဲ့ ID ရဲ့ database B ရဲ့ ID ရဲ့ထည့်ပြီးတော့သူက database လေးချိန်ပေးလိုက်တဲ့သဘောမျိုးပဲဘာနဲ့တူလဲဆိုရင်သူကပုံမှန်သူ့ရဲ့အသုံးပြုပုံကဆရာတယောက်ကကျောင်းသားတွေအများကြီးပညာသင်ပေးလို့ရတဲ့ပုံစံနဲ့တွားပြီးတော့တူတယ်ပေါ့နော်အဲ့ဒါ money to money နောက်ထပ်တစ်ခုကဘာလဲဆိုရင် one to money ကကြတော့သူကဘယ်လိုမျိုးလဲဆိုရင် database A မှာဒီ database A နဲ့ database B နှစ်ခုရှိရပေါ့အဲ့ရဒီ record ကပထမ record က database တစ်ခုတည်းပို့ပြီးချိန်လို့ရမယ်ဒီဘက်မှာ record 1လည်းချိန်တယ် record 2လည်းချိန်လိုက်ပြီဆိုရင်နောက်ထပ် record database A ရဲ့နောက်ထပ် record ကသူ့ကိုထပ်ပြီးတော့ချိန်တော့မယ်ဆိုရင်ဘာပဲရတော့အရှင်းတစ်ခုမရတော့ record 3ကိုပဲရတော့မယ်သူကကြတော့နမူနာအဖြစ်ဘယ်လိုမျိုးလဲဆိုရင် library မှာစောင်းငှားတယ်ဆိုရင်လူတစ်ယောက်ကစောင်းကို3ထပ်ပို့ပြီးငှားလို့ရတယ်ဆိုပါစို့အဲ့ဆိုရင်လူတစ်ယောက်ကစောင်းကို3ထပ်ပို့ပြီးငှားလို့ရတယ်ဆိုပေမဲ့သူငှားလိုက်တဲ့စောင်းကိုအခြားတစ်ယောက်ကတော့ငှားလို့မရတော့အဲ့လိုချင်းနေနဲ့တွားပြီးတော့တူတယ်သူ့ရဲ့ရေးတဲ့ပုံစံကကြတော့ပထမဆုံးက model name ထည့်ရမယ် invest name ကဘာလဲဆိုရင်ဒီမှာနမူနာအနေနဲ့ပြထားတာဆိုရင် library ဆိုတဲ့ model နဲ့ sound ဆိုတဲ့ model library ဆိုတဲ့ model မှာ one to money fee ကိုထည့်ပြီးတော့ဒီဘက်က sound model ထဲမှာ library model ရဲ့ money to one fee တခုတိုးလိုက်တယ်ပြီးကမှ အဲ့ fee ကိုဒီဘက်က one to money ထဲမှာအဲ့ fee နေကိုခေါ်ပြီးတော့သူတို့နှစ်ခုရဲ့ database ကိုချိန်ပေးတာအဲ့ဒါ one to money ရဲ့အသုံးပြုပုံmoney to money ကတခုအားသာချက်ရှိတာကဘာလဲဆိုရင်ဒီ money to money ရဲ့မှာသူ့ကို cost idea ဆိုပြီး feed of money to money ဒီ model ကိုပဲတမ်းခေါ်ပြီးတော့ string ထည့်ပြီးတော့ထည့်လိုက်ပြီဆိုရင်ကျန်တဲ့အလဲက database relational table တွေဘာမှထည့်မထားလိုက်ဘူးဆိုရင်သူက Odoo က default အနေနဲ့သူတို့နှစ်ခုရဲ့ model ကို default ဆောက်ပေးသွားတယ်ပေါ့နော်ဒါပေမဲ့အကယ်လို့ဒီ model ထဲမှာ model တစ်ခုထဲမှာပေါ့နော် school.cost ဆိုတဲ့ money to money fee ကိုတစ်ခုတည်းပို့ပြီးသူကထည့်ချင်တဲ့အခါမျိုးဆိုရင်တော့ relational table ကိုထည့်ပေးတာပို့ပြီးအဆင်ပြေတယ်မဟုတ်ရင် table တစ်ခုထပ်ပြီးတော့အဲ့ဒါတက်လိုက်မယ်ဒါကတော့ Odoo ရဲ့ relational fee 3ခုဖြစ်တယ် money to one money to money နဲ့ one to money fee အဲ့တော့ရှေ့တစ်ခေါက်တုန်းက money to one နဲ့ money to money ကိုသုံးတဲ့ပုံစံကိုပြပြီးဆိုတော့ဒီနေ့ one to money သုံးတဲ့ပုံစံပြပေးမယ်ဟုတ်ပြီ okay one to money fee ကိုသုံးဖို့အတွက်ဒီ booking system မှာနောက်ထပ် model တစ်ခုထပ်ပြီးတော့တိုးလိုက်မယ် plus booking line ဆိုပြီးတော့ပဲ fee နဲ့တိုးလိုက်မယ်ပြီးရင် more ဟုတ်ပြီ next သူကို line booking line ဆိုပြီးတော့ထားလိုက်မယ်နောက်ထပ်တစ်ခုက description booking line အဲ့ဒါဆိုရင်ရပြီအဲ့ဆိုဒီထဲမှာဘာ fee တွေထည့်မှာလဲဆိုတော့ပထမဆုံးထည့်ပေးရမှာကဒီ booking system နဲ့လှမ်းပြီးတော့ချိန်မှာဖြစ်လို့ booking system အတွက် money to one fee တစ်ခုကိုထည့်ပေးရမယ် booking ID
money to one ဆိုပြီးတော့ model ကပေါ်က booking dot system ဖြစ်ရမယ်ပြီးရင်ရပြီသူက money to one ဖြစ်လို့ string name တန်းပြီးတော့ခေါ်လို့ရတယ် booking system ဟုတ်ပြီရပြီအဲ့ဆိုရင်နောက်တစ်ခုကဒီထဲမှာပဲ booking line ထဲမှာပါထည့်မယ်လဲဆိုတော့ name ကိုပဲထည့်လိုက်မယ် name နဲ့ create မယ် name fee ပဲထည့်ထားမယ် name okay ရပါပြီ name ထည့်ပြီးပြီဆိုတော့ name ထည့်ပြီးတော့ဒါရပါပြီဆိုတော့ဒီဘက်မှာ one to many နဲ့ပြန်ခေါ်မယ်အောက်က line ideas ဆိုပြီးတော့ fee name ပေးလိုက်မယ်ပြီးတော့ fee dot one to many model name က booking dot line အဲ့ဆိုရင်ပြီးရင် one to many ဖြစ်လို့ relation ကိုက model နှစ်ခုချိန်မှာဖြစ်လို့ဒီဘက် model ရဲ့ name ကိုထည့်မယ်ထည့်ပြီးနောက်တစ်ခုက invest name ကကြတော့ဒီ booking ID ဖြစ်ရမယ် booking ID ဖြစ်ရမယ်ပြီးရင်တော့ string ထည့်လို့ရပြီline ဆိုပြီးတော့ပေးလိုက်မယ် okay ဒါက one to many fee ထည့်ပြီးဒါပေမဲ့ဒီ one to many fee ထည့်ဖို့အတွက်စောနောင်က model တစ်ခုစောက်ခဲ့အဲ့တော့ model တစ်ခုစောက်ပြီးတဲ့အချိန်တိုင်းမှာ security file ထည့်ပေးရမယ်ဆိုတော့ ir.model.access.csv ထဲမှာထပ်ပြီးတော့တိုးမယ် booking line user ဆိုပြီး name တစ်ခုပေးမယ်ပြီးရင် name id ထည့်ပေးမယ် id ပြီးရင် name ထည့်မယ် booking line user ဒါပဲပေးလိုက်ရတယ်ပြီးရင်နောက်တစ်ခုကသူ့ရဲ့ model ထည့်ပေးရမယ် model underscore ဆိုပြီးတော့ဒီ model ရဲ့ name booking underscore line ပေါ်မှာနောက်တစ်ခုကဘာလဲဆိုရင်group တစ်ခုထည့်မယ် Odoo user ဖြစ်တာနဲ့သူ့ကိုပေးပြီးတော့စောင့်မယ်ဆိုတော့ base.group user ပဲထားလိုက်မယ် create က edit က write က delete အကုန်ပေးလိုက်မယ်ဟုတ်ပြီဒါလို့ဆိုရင် security file လည်းထည့်ပြီးသွားပြီ model လည်းထည့်ပြီးသွားပြီဆိုတော့ဒီထည့်လိုက်တဲ့ one to many fee ကို view မှာသွားပြီးတော့ထည့်မယ် booking system view သွားမယ်ပြီးရင်ဒီ view မှာထည့်မယ်ဒီ view မှာထည့်ဖို့ဆိုရင်သူဒီ group ထဲမှာတက်ပြီးထည့်လိုက်လို့မရဘူး one to many fee တွေကသူတို့ကိုတက်ကလေးနဲ့ခေါ်ပြီးတော့ထည့်မှရမယ်အဲ့အတွက်ကြောင့်ဗာထည့်ပေးရမလဲဆိုတော့တက်တွေအကုန်လုံးကို paste နဲ့ထည့် paste တွေကဘယ်ထဲမှာရှိလဲဆိုရင် notebook ဆိုတဲ့တက်ထဲမှာရှိမယ် okay notebook not ထည့်ဟုတ်တယ် not ပဲ okay notebook ပြီးရင် notebook ထဲမှာဗာရှိရမလဲဆိုရင် page ဆိုပြီးတော့ဒီ page ကို name တစ်ခုပေးထားမယ် name က line တွေပေါ့ line ဆိုပြီးတော့ထည့်လိုက်မယ်ပြီးရင် string တစ်ခုထည့်လိုက်ရတယ် line ဆိုပြီးတော့ထည့်မယ်အဲဆိုရင် notebook ထဲမှာ page ကိုထည့်ပြီးတော့ဆိုရင်တော့ဒီ page ထဲမှာဗာထည့်မှာလဲဆိုရင်စောနာတိုးလိုက်တဲ့ဒီမှာတိုးလိုက်တဲ့ one to many fee ကိုထည့်မယ် fee name line ideas ဆိုပြီးတော့ထည့်မယ်ထည့်ပြီးတဲ့အခါကျရင်ဘာလုပ်ပေးရမလဲဆိုတော့ one to many fee တွေမှာသူ့ထဲမှာထပ်ပြီးတော့ form လဲဆောက်လို့ရတယ်လို့ tribute လဲဆောက်လို့ရတယ်ဒီမှာပြင်မှာဆောက်တဲ့ record fee လိုမျိုးဒီ twin ထဲမှာတိုင်းပြီးဆောက်လို့ရတယ်အဲဆိုရင် tree ဆိုပြီးတော့သူ့ထဲမှာ fee ထည့်မယ် fee name က name ပဲဒီ tree ထဲမှာထည့်တဲ့ fee က line ထဲမှာရှိတဲ့ line အတွက် tree ဖြစ်တဲ့အတွက်ဒီ line ကဘယ်ကလာလဲဆိုရင် booking line ကလာတယ်အဲ့တော့အဲ့ tree ထဲမှာထည့်တဲ့ fee တွေက booking line မှာရှိတဲ့ fee တွေကိုပဲခေါ်ပြီးတော့ထည့်ပေးရမယ် okay အခုလိုထည့်ပြီးသွားပြီဆိုရင်တော့ tree မှာ create edit ရဖို့အတွက် edit ပေးမယ် button okay okay
ADIDBLE okay လို့ဆိုရင်တော့ tab တစ်ခုရပါတယ်ဒီ tab ပြပါပြီဆိုတော့ module update တင်ကြည့်မယ်ဒါ Python run like me run b dot okay okay auto run like meပိတ်ထား running မဖြစ်တာဟော8069မှာ run ထားတာဟုတ်ပြီ8069 okay ဒီထဲကမှာ auto something test.tv အဲ့ဆိုရင်ဆောင်းအောင်ကစောက်လိုက်တဲ့ module ကိုupgrade ပြန်ပြီးပြင်ပြရမယ်ဒီဘက်မို့ပြန်ပြီးဖွင့်မယ်ပြီးတော့ဒီနှစ်ခုဖွင့်ပြီးတော့ module upgrade ပြန်တင်ပေးမယ် okay လို့ဆိုရင်တော့ booking system ရပြီဒီ booking system နဲ့ဝင်ကြည့်လိုက်ဆိုရင်မှာဆောနာစောက်ခဲ့တဲ့တက်လေးတွေ့လာပြီဒီတက်ထဲမှာကိုကအခုက tribute တွားပြီးဝင်တယ်found ဝင်တယ် that's name ဒါ found ဝင်3အလုံးမလို့ဖြစ်ခဏလေးADIDBLE ဟုတ်ပြီစလုံးမှာ okay ဒီလိုဆိုရင်ရပြီလာပါအဲဆိုရင်ဒီမှာ line 1 line 2ဆိုပြီးတော့ line လေးစောက်ပြီးသွားပြီသူကအခုမြင်ရတဲ့ tab ကဘာနဲ့တူလဲဆိုရင် save order မှာရှိတယ် save order line နဲ့တူတယ်ဒီ save order line ဆိုတာလဲတကယ်က one to many fee ပဲဒီ save order ကြီးရဲ့ one to many fee line IDs တွေပဲဒီမှာဆိုရင်သူတို့မှာ product တွေရွေးလို့ရမယ် quantity ထည့်လို့ရမယ်ဒါသူ့ရဲ့ one to many ပဲသူနဲ့ပုံစံတူတယ် okay အဲ့ဆိုရင်တော့ many to one many to many one to many fee ကိုတည်ပြီဆိုရင်နောက်တစ်ခုထပ်ပြပေးမှာပါလဲဆိုရင်ဒီ one to many fee ဒီမှာကိုက booking ID ကိုထည့်လိုက်တယ်အဲ့မှာအကယ်လို့ဒီ booking ID ကိုထည့်ပြီးတော့အပေါ်ကဒီ booking system ကြီးကိုဒါဖြတ်လိုက်မယ်ဆိုရင်ဒီကောင်ကြီးကိုဒါ delete လုပ်ချလိုက်မယ်ဆိုရင်အောက်က line တွေကသူ့ကို delete လုပ်လိုက်လားမလုပ်လိုက်လားမသိဘဲနဲ့ဖြစ်သွားလိမ့်မယ်အဲ့လိုအခြေအနေမှာဆိုရင်ဘာလုပ်ပေးလို့ရလဲဆိုရင်ဒီဟာကို on delete ဆိုပြီးတော့CAS ဟောခဏစလုံးမောင်းတစ်ချက်လေးပါခဏစလုံးမောင်းနေပြီokay CASCAD တရားထည့်ပေးရမယ်ဒီလိုထည့်ပေးမှဒါအကယ်လို့ booking ဆိုတဲ့ main booking ကြီးကိုဖြတ်လိုက် delete လုပ်လိုက်ပြီဆိုရင်အောက်က line တွေကပါလိုက်ပြတ်သွားမှာအဲ့လိုမှမဟုတ်ဘူးဆိုရင်အကယ်လို့ဒီဟာကြီးကိုဖြတ်လိုက်ပေးမယ်အောက်က line တွေကမပြတ်ဖဲနဲ့ဒီ record ကြီးတွေကကျန်နေလိမ့်မှာပေါ့နော်one to many မှာအဲ့ဒါတစ်ခုတတိထားဖို့တော့ရှိrelational နဲ့ပတ်သက်ပြီးတော့သိရပြီဆိုရင်တော့နောက်ထပ်ပြီးတော့ပြပေးမှာကဘာလဲဆိုရင်state ထည့်တာကအခုမြင်နေရတဲ့ booking system ကို state နဲ့ပိုင်းတယ် state နဲ့ဘယ်လိုထည့်မလဲဆိုရင် state 3ခုစပြီးတော့ထည့်မယ် selection fee ဖြစ်တဲ့ state ကိုfee တော့ဆိုပြီး selection fee နဲ့ထည့်မယ် okay state တွေပါထည့်မယ်ဆိုရင် action တွေကထပ်ပြီးလာမှာဆိုတော့ okay ဒီတစ်ပတ်ကတော့ဒီ relational fee 3မျိုးနဲ့ပဲရက်လိုက်မယ်။အဲဆိုရင်ဒီ relational fee 3မျိုးနဲ့ပတ်သက်ပြီးတော့
နဲ့ရောပါမှာဆိုလို့ပေါ့နော်ဒီ3ခုကိုတေချာနားလည်အောင်အရင်လောက်ထားပြီးတော့assignment လေးတစ်ချက်လုပ်ပေးassignment ကဘာလုပ်ရမလဲဆိုရင်ရှေ့တစ်ဘက်က money to money ရှေ့တစ်ခေါက်က money to money ထိပေးလိုက်တယ်ထင်တယ်အခုတစ်ခေါက်က one to money တက်ထပ်ပြီးတော့ record တစ်ခုထပ်ပြီးတော့စောက်ပေးအားရပြီဆိုတော့ဒီတစ်ပတ်ကတော့ rational fee နဲ့ပတ်သက်ပြီးတော့ပဲတေချာလေးတင်ပြလိုက်မှာပေါ့နော်နောက်တစ်ပတ်ကြာမှဒါဒီ state တွေ selection fee ထည့်ရတဲ့ state တွေအကြောင်းပြောပြပြီးတော့ဗတန်နေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးတော့မှာပဲအားလုံးပဲကျေးဇူးတင်ပါတယ်